ချင်းမိုင်မှာတစ်နှစ်တစ်ခါကျင်းပပြီးလူထောင်တောင်းချီတက်ကြတဲ့ဒွိုင်းစုထိပ်တောင်တက်ပွဲကြီးကိုသူတို့လည်းကြည့်လိုက်ကြရအောင်နော်ဒါကတော့ချင်းမိုင်တက္ကသိုလ်ရှိကညဘက်မြင်ကွင်းမှာတကယ်တမ်းပွဲစတင်ချိန်ကတော့နေ့လယ်ဘက်3နာရီလောက်ကလေးကနေစပါတယ်ဖွင့်ပွဲခန်းသားမှာဆိုလို့ရှိရင်တော့ချင်းမိုင်တက္ကသိုလ်တွေကနေစထွက်လာကြပြီးရိုးရာအကအလှတွေနောက်ထပ်ဒီစီတန်းလှည့်လည်ရာတွေအများကြီးပါဝင်ပါတယ်ဒီပွဲရည်ရွယ်ချက်ကကစုံလားပြည့်နေ့မတိုင်ခင်တရက်မှာဆိုလို့ရှိရင်တောင်ပေါ်ကဒိုင်းစုတီဖျားစီကိုအားလုံးတူတက်ကြရင်အလူတန်းတွေလောက်ကြရင်နဲ့နောက်ရက်မနက်ခင်းအာရုံတက်တဲ့အချိန်မှာဖုန်းကြီးတွေကိုဆွန့်လောင်းကြရတဲ့ဒလေးလေးကနေပေါ်လာတာဖြစ်ပါတယ်ဒီလိုနဲ့လေခင်ဖွင့်ပွဲအပြည့်အရင်တက်လိုက်ကြတာညဘက်ထိလူတွေအပြည့်ပါပဲတောင်တက်ခီးက12ကီလိုမီတာလောက်ရှိရဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ဒီတက်တဲ့နှုံးပေါ်မူတည်ပြီးတော့3နာရီ4နာရီ5နာရီအထိကြာနိုင်ပါတယ်လမ်းတစ်လျှောက်လုံးမှာစတူဒီတာမန်တပ်ပေါင်းထောင်ချီကိုရှိပါတယ်မုံတွေရေတွေတီးတွေမျိုးစုံကိုကျွေးနေရပါကိုအတွက်အားဖြည့်ဖို့လိုအပ်လောက်ရွေးနဲ့ဆက်လက်တက်ကြပါတယ်။လက်တစ်လျှောက်လုံးမှာလည်းအမိုက်လေးတွေပြစ်ဖို့ volunteer တွေကနေပြီးတော့အမိုက်အိတ်တွေကိုင်ပြီးတော့ဘေးနားမှာလှုပ်အားပေးနေကြတော့အများကြီးတွေ့ခဲ့ရပါတယ်။နောက်ထပ်တွေ့နိုင်တာကတော့ဖျားရည်တက်ပယ်လို့ရတဲ့နေရာလေးတွေဖုံဖုံတွေကနေပြေးရည်ပတ်ဖြန်းရည်နဲ့ပြေးကျိုးလေးတွေပတ်ပေးတဲ့နေရာလေးတွေလည်းအများကြီးရှိပါတယ်နောက်ထပ်ဖျားပင့်လာတဲ့ရင်နှန်းတွေကိုလည်းတွေ့ရပါတယ်ဒီရင်နှန်းတွေရဲ့ရှေ့တွေနောက်တွေမှာရိုးရာကားတွေကပြီးဖြောပြနေကြတဲ့သူတွေလည်းပါပါတယ်လမ်းခုလက်နေရာလေးတွေမှာဒီလိုဖြောပြနေကြတဲ့ရှမ်းတိုင်းရင်းသားတွေအများကြီးကိုလည်းတွေ့ခဲ့ရပါတယ်6 ကီလိုမီတာလောက်တက်လာပြီးရဲ့နောက်မှာတော့လမ်းတစ်ဝက်မှာရှိတဲ့ဝက်ဖလက်ဖျားရှိကိုရောက်ပါပြီလမ်းဆက်မလျှောက်နိုင်တော့လို့ရှိရင်လည်းဒီလမ်းမှာရှိရပေါ့နော်ကားအနီလေးတွေကိုတားပြီးတော့တယောက်ကိုဘတ်50နဲ့တောင်မော်ဖျားအထိတ်ထိတက်လို့ရပါတယ်အခုတော့တောင်မော်ဖျားရှိရာကိုရောက်ပါပြီဖျောင်းတိုင်အမွှေးတိုင်နဲ့ကြာပန်းလေးတွေကိုဝယ်ပြီးတော့တောင်ထိပ်ကဖျားရင်မြေမော်စီကိုဆက်ပြီးတော့တက်ရပါသေးတယ်ဒါကတော့ဝတုံတရာမြေဆောင်နမင်းစီမှာဖျားပန်းစီမီကက်လူနေကြတဲ့လူတွေဖြစ်ပါတယ်ဖျားရင်မြေတော်ပေါ်မှာဖျားဖူးပြီးပြန်ကြတဲ့သူတွေရှိသလိုတချို့သူတွေကဒီပေါ်မှာညအိမ်ရင်းနဲ့မနက်မိုးလင်းတဲ့အချိန်ထိစောင့်ကြတဲ့သူတွေလည်းရှိပါသေးတယ်အခုမြင်ကွင်းကတော့ညဘက်တနာရီဖျားပေါ်မှာရှိတဲ့မြင်ကွင်းမှာဖျားပူးပြီးပြန်ဆင်းမယ်ဆိုလို့ရှိရင်လည်းတောင်အောက်ထိပို့ပေးတဲ့ကားနီလေးရှိပါတယ်ကားနီလေးတွေကိုစောင့်ပြီးတော့ခါကြတော့ဒါတောင်အောက်ကိုဆင်းနေကြရသူဖြစ်ပါတယ်တယောက်ကိုမှဘတ်50ပဲပေးရပါတယ်အစင်းမှာတော့ကလတ်နေပိတ်နေတာကြောင့်2နာရီလောက်ဆင်းလိုက်ရပါတယ်ဒါကတော့ချင်းမိုင်မျိုးကိုတောင်မော်ကနေမြင်ရတဲ့ညဘက်မြင်ကွင်းမှာတောင်ချီကချင်းမိုင်တက္ကသိုလ်ကိုပြန်ရောက်တော့မနက်3နာရီကျော်နေပါပြီနောက်နေ့တွေများချင်းမိုင်ကိုရောက်ခဲ့လို့ဒီပွဲလေးနဲ့ကြုံခဲ့လို့ရှိရင်တွားကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်နော်